ကဲမျိုးတွေအားလုံးပဲမင်္ဂလာပါအောင်မြင်ကျူး channel ကကြိုဆိုပါရစေကျွန်တော်တောက်ကြနေ့အတွက်တင်ပေးထားတာလေးတော့ရှိရနော်ဒါပေမဲ့ကျွန်တော်ထပ်ပြီးကြိုက်တာလေးတွေ့လို့တင်ပေးရဗျာဒါမနေ့ကလည်းကျွန်တော်ပြောခဲ့တယ်ဒီကောင်လေးကကျွန်တော်ဒီ96နှစ်အခွေပဲကြက်မယ်ဆိုပြီးတော့ဒီကောင်ပေါ့နော်96နှစ်အခွေဒီမှာ250ခွေကတောက်ကြမှာထွက်တာလို့96နှစ်ခွေတောက်ကြမှာလာမယ်လာနိုင်တယ်လို့ဆိုပြီးတော့ကျွန်တော်ပြောခဲ့ရပါတော့ပြောရမယ်တော့ဒီကျွန်တော် free ပေးထား၄ကက်က၄ကက်စလုံးကုန်ပြီပေါ့ဗျာထွက်တယ်မြန်မာမှာတော့ကျွန်တော်3ည break နဲ့ပြီးထားတာ456အခွေပြီးထားတာဗျာအဲ့456အခွေကအရန်ကောင်းတယ်ဗျာကျွန်တော်လည်းကြိုက်တယ်ပေါ့နော်ပြောမှဆိုရင်အဲအကြောင်းလည်းဒီ456ခွန်ကိုကျွန်တော်ထည့်ပြီးတာပေါ့နော်456ကိုဖြစ်ချင်တော့456ကိုဖယ်ပြီး6ခွန်ထွက်တယ်ဗျာဒီမှာလည်း56နှစ်ကဗျာကြိုက်တဲ့ဟာထွက်လို့ရတယ်ဒါပေမဲ့နှစ်ဆိုရွေးထွက်ပါတယ်ဇာတာဟုတ်ဗျာအဲ့တော့ကျွန်တော်တို့ဒီညနေအတွက်ကိုဒါမနေ့ကတော့ကကျွန်တော်ပြခဲ့တဲ့ site ကဒီမှာကျွန်တော်တို့ဒီလိုနောက်ပိတ်ဒီနောက်ပိတ်ဒီကျွန်တော်တို့ dead power ပေါ့နော် dead power ထွက်နေတာတောက်လျှောက်ဟိုအပေါ်မှာရဲ့ထွက်နေတာဗျအဲ့ဒါတော့8 video ပါလဲပြတာဒီလို8ရဲ့ dead power 9ရဲ့ dead power 3ရဲ့ dead power 3ရဲ့ dead power ကျွန်တော်တို့38 chain ဆိုပြီးတော့ရှိတာပေါ့နော်38 chain ဆိုပြီးရှိရဲ့အဲ့3ချိန်ကိုကျွန်တော်တို့ကကတ်ချရာလည်းမရှိဘူးဆိုတော့ကျွန်တော်3ည break တွေရှိတော့ကျွန်တော်တို့39နဲ့ကျွန်တော်28ဆိုပြီးတော့ရွေးချယ်ထားတာပေါ့နော်ဒါပေမဲ့89ကတော့ထည့်ပြီးကစားကိုကစားမှာနော်ပြီးထားရကြမှာအဲ့မှာမှကျွန်တော်တို့ဒီ38ချိန်ကိုနောက်ထပ်ကျွန်တော်ကတ်ချင်တဲ့ကဏ္ဍတစ်ခွက်ရှိတယ်ဗျအဲ့ဒါကနှစ်နဲ့ကတ်ချင်တာပေါ့နော်အခုမနေ့ကနှစ်ထွက်ထားတဲ့အတွက်ကျွန်တော်တို့ဘာရှိမလဲဆိုတော့ဒီ23ဆိုတဲ့ကဏ္ဍတစ်ခွက်ပဲပို့လာမယ်ဗျ23ဆိုတော့ကဏ္ဍတစ်ခွက်ပဲပို့လာမယ်ဒီ28ကတော့သူ38ချိန်မှာပါပြီးသားဖြစ်သွားပြီပေါ့နော်အဲ့တော့ကျွန်တော်ဆိုလို့ရှိရင်ဒီ23နဲ့89ပေါ့နော်အဲ့နှစ်ခွက်ကိုတော့တင်လို့ကျန်တဲ့နှစ်ခွက်ကတော့ရန်ထိုးပေါ့နော်အားထိုးရမှာနော်အဲ့ဒါရှိမှာပဲအဲ့နှစ်ကိုရောဘာလို့ရွေးချယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီကောင်လေးဒီ frame လေးကျွန်တော်ဒီ frame မှာဆိုလို့ရှိရင်သူကတစ်လို့ထွက်ထားတယ်တစ်လို့ထွက်ထားတယ်ဆိုတော့ကျွန်တော်ဒီမနက်ပိုင်းပေါ့နော်နှလုံးက1 chain အနေနဲ့ပြန်ဆင်းတယ်ဒီမှာတစ်ကိုလီရောဆင်းသွားတယ်ဒီမှာဆိုလို့ရင်ကျွန်တော်တို့9လို့1 chain အနေနဲ့ပြန်ဆင်းပြီးသွားတယ်ကျွန်တော်ဒီမှာကတစ်လို့ပြန်ဆင်းပြီးသွားတယ်ပေါ့နော်မနက်ပိုင်းကလည်းဒီမှာကလည်းကျွန်တော်တို့9ကို9လို့ပြန်ဆင်းပြီးသွားတယ်ဒီမှာလည်းသူကကျွန်တော်တို့4ကို4လို့ပြန်ဆင်းပြီးသွားတယ်ဆိုတော့ဒီမှာလည်း2ကို2လို့ပြန်ဆင်းပြီးသွားတာဖြစ်တဲ့အတွက်ကျွန်တော်ဒီမနက်ပိုင်းကဒီမှာကနက်တစ်လုံးနဲ့ရှိရဗျာနှလုံးဆိုရင်တော့မှဒါအကွက်များမှာဆိုလို့ကျွန်တော်လည်းစဉ်းစားနေကြရပါတော့ဒါပေမဲ့ဒီကနှစ်ပဲဆိုတော့ဒီညနေမှာကျွန်တော်တို့နှစ်တစ်လုံးကပြန်ကိုဆင်းမှာအဲ့နှစ်တစ်လုံးကိုပြန်ဆင်းမှာအဲ့နှစ်တစ်လုံးကိုကျွန်တော်တို့ပြန်ပြီးတော့38 1 chain နဲ့တွဲလိုက်ရင်23 28ပေါ့နော်23 28ဆိုပြီးတော့ရှိမယ်ပြီးရင်နောက်ထပ်ကျွန်တော်တို့ဟို10 break ဆိုလို့ရှိရင်3ခွန်ပေါ့နော်38 1 chain မှာအဲ့ကနက်3ခွက်ကကျွန်တော်89ရယ်ကနန်း၄ခွက်ဖြစ်သွားမှာပေါ့နော်အဲ့ဒါကြောင့်မို့လို့ကျွန်တော်ဒီဟာလေးကိုပေါ့နော်တစ်ချက်ပြန်တင်ပေးရတယ်ချို့မေ့နေမှာဆိုလို့အဲ့ဆိုလို့ချင်းရောဒီကောင်ပဲပေါ့နော်ဒီအဓိကကတော့ဒီ89နဲ့2 32ကို3ထိန်းနဲ့တော့ပိုကောင်းတယ်နော်ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်အဲ့ဒီဟိုမှာဆိုဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်ဒီ33နှစ်ကိုဒဲပြခဲ့တာပေါ့နော်ဒါတွေကထည့်ကစားလို့ရတယ်ကျွန်တော်ဒီ2ခွက်ပဲကြံတော့တယ်ဗျာဒီ2ခွက်ဒါမွေကက်အနေနဲ့တော့ပေးတာမဟုတ်ဘူးပေါ့နော်ဒီ2ခွက်ကဒဲဆိုပြီးပေးထားတာကျန်တဲ့ဟာတွေကျွန်တော်တို့အကုန်ထွက်သွားပြီကျွန်တော်တို့ဒီမှာဆိုလဲဒီခွန်6ထွက်တယ်တရားကြီးထွက်တယ်ဒါအပူကတစ်ထွက်တယ်96နှစ်ခုရ2ထွက်တယ်ဆိုတော့ကန4ကက်ပေါ့နော်အကုန်သွားပြီပေါ့နော်တခြားတော့ဘာမှမရှိတော့ဘူးအဲ့တော့ကျွန်တော်ဒီ33နှစ်ကိုလည်းထည့်ပြီးကစားခြင်းကစားလို့ရတယ်ဒီမှာကစားခြင်းလည်းသဘောပေါ့နော်ဒီကောင်လေးကတော့ကျွန်တော်မဖြစ်မနေချက်ပြီးတော့ဒီညနေကိုအဲ့89နဲ့23လေးတော့ထပ်ထည့်ကစားလိုက်အောင်ပေါ့နော်အဲ့မမခွေက456ခွေနော်456ခွေကစားခြင်းနဲ့ဆိုတော့ကစားလို့ရတယ်အဲ့ဒါဒီညနေတညနေပဲရှိတော့ဗောနော်အဲ့ခေါ်ကဲမျိုးတွေအားလုံးပဲအောင်မြင်ကောင်းကြပါစေနော်